သွားစရာမလိုဘဲနဲ့ရနိုင်တဲ့ကုသိုလ်ပြောပြနော်ကျတို့ထားပါကဇာလန်းလေးတစ်ခုရှိတယ်အဲ့ဒါအင်းဝါခေလောက်ကနေမှဟိုစကိုင်းကျတို့ဆုံးပုံညရှင်ဆိုတာဖရာကြီးကတော့ဘယ်ချိန်ကတည်ကြောင်မသိဘူးထားပါရေငုံဆရာတော်ကြီးဆိုတာရှိတယ်သူကစာချတဲ့အချိန်မှလွဲရင်စကားပြောရင်အကုသိုလ်ပါတဲ့စကားကြီးပြောမိမှာဆိုလို့အမြဲတမ်းရေငုံနေတာတဲ့ရေငုံနေတာမပြောဘူးအဲ့လိုပါဗျာအလူရှင်တွေကပင့်လို့ပွဲတစ်ခုမှသွားတော့အဲ့ဒီကဘုန်းကြီးတွေအခုခေတ်လို့ပေါ့ဟိုကြွားခြင်းဝါခြင်းအဲ့လိုဘုန်းကြီးတွေပါမှာပေါ့ပါတဲ့ခါကျအာတို့ကတော့ပတိစိတ်လိုက်တာတနေ့ကိုပတိဘက်ရေးဘယ်နှသောင်းရတယ်ဘယ်နှသိန်းရတယ်နဲ့ဟောင်းကောင်းပါနဲ့အဲ့လိုဆွန်းဝိုင်းလို့ပေါ့ပြောနေကြတယ်ဆရာတော်ကြီးကစကားမပြောချင်လို့ရင်းငုံနေတာနော်အဲ့ရှေ့သူ့ဘေးကကိုတော်ဒီအဲ့ကိုဟောင်းကောင်းပါနဲ့ပြောတော့မနေနိုင်တော့ပါဇက်ရေးထွေးပြီးတော့ပြောတော့တို့များတော့ဗျာလို့ပတိစိတ်လာတာအခုအသက်80ကျော်ပါပြီအခုမှပတိလေးလုံးရတယ်ပြောလေးလုံးရတယ်လို့ပြောလိုက်ရဟိုထောင်တောင်းရတယ်လို့ကြွားတဲ့ပုဂ္ဂိုလ်တွေပါဇက်တွေအကုန်ပိတ်ကောင်းတော့တာမှပတိဆိုတာအလုံးရရဟုပြောတာမဟုတ်ဘူးဆရာတော်ကြီးပြောတဲ့ပတိလေးလုံးဆိုတာတကယ်ပတိလေးလုံးကိုပြောတာမဟုတ်ဘူးတခါကြီးဒါမှတ်တာနော်ဘယ်မှခင်ဗျရိတ်သားလဲသွားစရာမလိုပဲနဲ့ဘုန်းကြီးကြောင့်ကိုယ့်အိမ်မှာနေလို့ရနိုင်တဲ့ကုသိုလ်လေးပြောပြမယ်အဲ့ခင်ဗျမွေးနေ့လဲဆောင်မယ်ကဲတခါကြီးမနဲ့အဲ့ရထားတာနဲ့ဘာလို့ရမျက်နာမသိရဘူးသိရပါလေမျက်နာသိရတော့ရေခွက်ကလေးမကန်ရရေမကန်ရဘူးလားကန်ရပါလေရေကမအေးဘူးလားအေးရပါလေအဲ့ဒီအေးမြတဲ့ရေလေးကိုကြိုက်မိပြီးတော့ငါတီကြီးအေးမြကြည်လင်တဲ့ရေချမ်းဖြင့်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးအားမျက်နှာသစ်တော်ရေကတ်လူပါဤလို့လုံးလိုက်ရင်အချိန်လည်းမကုန်သလိုကုသိုလ်ရောမရဘူးလားကဲဗုဒ္ဓကိုတတိယတော့ဗုဒ္ဓနုဒတိဘာဝနာအဲ့ကုသိုလ်ကဲပတ်စံမကုန်နိုင်မဲနဲ့ရတဲ့ကုသိုလ်ကြောင်းသွားတရားလို့သလားမလိုပါဘူးရိတ်တာဟောသွားတရားလို့သလားဘဲမှမလိုဘူးကိုယ့်အိမ်မှာလုံးနေလို့ရတယ်နံပါတ်1နံပါတ်2ကရေလေးကအေးတော့သူကိုပြတတ္တဝါမှန်တယ်များဟိုဘဒုဘာမှဒုက္ခမရောက်ခြင်းဘူးကိုချမ်းသာစိတ်ချမ်းသာပဲနေခြင်းကြတယ်ဟုတ်တယ်မို့လားဒုက္ခဆိုတာကိုမလိုခြင်းပဲနဲ့ရတဲ့အရာကြီးတွေလေအဲ့တော့တတ္တဝါတွေအားလုံးဒီရေလေးအေးချမ်းတယ်လို့ကြည်လင်တယ်လို့တတ္တဝါတို့ရဲ့စိတ်အစဉ်ကြည်လင်ပြီးတော့တတ္တဝါတို့ရဲ့ဘဝဆင်းရဲဒုက္ခတွေဒီရေလေးအေးမြတယ်လို့အေးမြကြပါစေလို့ပြောလိုက်ရင်ကဲမေတ္တာဘာဝနာမရဘူးလားမရပါဘူးကဲပတ်စံကုန်သလားကုန်ပါဘူးနေရရောရွေးစရာလိုသလားမလိုဘူးမေတ္တာဘာဝနာရပြီနော်မေတ္တာဘာဝနာရတော့ကျွတ်တို့ရောဒကာကြီးတို့ဒကမကြီးတို့ရောနေတိုင်းဒီခန္ဓာကိုမျက်နာသိရတယ်ဆက်ပြာတွေတိုက်ရတယ်သွားတိုက်ရတယ်နေ့စဉ်ရေချိုးရတယ်ကမျက်နာပဲသွားတိုက်ရတယ်ဒီခန္ဓာကိုကသူ့ဘာတင့်တယ်နေတယ်တန့်ရှင်းနေတယ်ကြက်သေးရရှိနေတယ်ဆိုကြကျွတ်တို့ခမများတို့မျက်နာသိစရာလိုသလားမလိုပါဘူးသွားတိုက်စရာလိုသလားမလိုပါဘူးဒီခန္ဓာကိုကဘာဖြစ်လို့မတန့်ရှင်းတဲ့အတုပကြီးယွန်းစရာကောင်းကြီးမို့လို့ကျွတ်တို့တွေမျက်နာသိနေကြသွားတိုက်တယ်အဲ့ဒါဆိုကြငါတို့ငါခန္ဓာကိုယ်ကြီးဟာတကယ်တမ်းတော့နေ့စဉ်ကိုးပေါက်တော့ကိုးကုတော့အမာဝအပေါက်တွေမှာယိုစီးတဲ့အညစ်အကြေးတွေကြဲကုန်ထွက်တာပါလားငါတို့ခန္ဓာကိုယ်တကယ်တမ်းကျတော့ဒီဟိုတရုပ်ဆောင်နေကြတာပဲအတုပကောင်ကြီးပဲယွန်းစရာကြီးပဲလို့မြန်မျက်နာတက်တဲ့အခက်ဆက်ပြသွားတိုက်တဲ့အခက်လေးမှာအတုပဆိုတဲ့အားလေးကိုနှလုံးသွင်းမိလိုက်ရင်တခါကြီးတို့ကျွတ်တို့တန်တမှာပတ်စံမကုန်မဲနဲ့အတုပဘာဝနာဖြစ်တယ်ကဲ3ချက်ရသွားပြီနော်3မျိုးဘာဝနာ3မျိုးရသွားပြီဒါရေခွက်လေးကင်လိုက်တာနဲ့ရနိုင်တဲ့ဘာအကုသိုလ်ပဲနောက်ကုသိုလ်ကတော့ဟိုငါတို့ရဲ့အသက်ခန္ဓာကိုယ်ကြီးတရက်ကြီးသွားပါဘောလားတရက်ကြီးတော့ပခက်နဲ့တရက်ဝေးပြီးတော့ခေါင်းနဲ့တရက်နီးတာအဲ့ဒါဆိုကြမရဏနုဒတိဘာဝနာမဖြစ်ဘူးလားကဲအဲ့ဒါစတုရာဒက္ခကမ္မထန်တဲ့သောသောကရေငုံဆရာတော်ကြီးပြောရင်ပတိလေးလုံးဆိုတာအဲ့ဒါပြောတာပဲနံပါတ်1ဗုဒ္ဓနုဒတိဘာဝနာရေချမ်းနဲ့ကတ်လိုက်ပတ်စံလည်းမကုန်ဘူးအချိန်လည်းမကုန်ဘူးရိတ်တာသွားစရာမလိုဘူးကိုယ်အိမ်မှာကိုရနိုင်နံပါတ်2တတ္တဝါတွေဒီရေချမ်းအေးတယ်လို့တတ္တဝါတို့အေးမြကြပါစေချမ်းသာကြပါစေကျန်ပတ်စံမကုန်မနဲ့ရတဲ့ကုသိုလ်နော်နံပါတ်3ကတော့အတုပဘာဝနာငါတို့ခန္ဓာကိုယ်ကြီးယွန်းစရာကြီးဆက်ဆုပ်စရာကြီးတကယ်တမ်းကျအတုပကိုသရုပ်ဆောင်နေကြတာအဲ့တော့ဒါကြီးအပေါ်မှာယွန်းစရာကြီးလို့ကိုယ့်ရဲ့အဲ့လိုတံဝေကညံလေးမြန်
တခါကြီးတို့ကျွတ်တို့တန်တန်မှာတက္ကမကြီးတို့တန်တန်မှာတစ်စက္ကန့်တော့2စက္ကန့်လောက်ဖြစ်လိုက်ရင်ဒီဘဝလူဖြစ်ရကြိုးနှက်တယ်ဗျအဲ့ဒါဝိပဿနာဟိုခန္ဓာနဲ့ပတ်သက်တဲ့ရရှိတဲ့ဉာဏ်လို့ခေါ်တယ်နော်အဲ့ဒီဉာဏ်လေးကကိုကတာမသိတာဘသူကသိတပ်ပင်ညုဗုဒ္ဓကသိတယ်နောင်တစ်စိမ်မှာကျွတ်တို့ကဒီလိုကုသိုလ်တွေလုပ်ခဲ့လို့ရင်ဘုရားရှင်ကိုသူကြောင့်ဖုကိုဖုရမှာဒီဘဝဒီဘုရားသာသနာတော်အများကြီးကြံသေးတယ်နော်ဒီဘဝသာသနာတော်မှာတမက်တဖို့ရအောင်လုပ်နိုင်ရင်လုပ်လို့ရသေးတယ်ကြာလားတကယ်လို့မှဒီဘဝဒီဘုရားသာသနာတော်မှာတမက်တဖို့များခင်နောင်ပွန့်တော်မူမဲ့ဘုရားသာသနာမောဒီလိုကုသိုလ်ကောင်းမှုကြောင့်ကိုကကျွတ်တန်းဝန်နိုင်တဲ့ကံကိုလုပ်ခဲ့တဲ့အတွက်ကြောင့်မြတ်စွာဘုရားတေချာပေါဖုကိုဖူရတဲ့ကြောင့်မြတ်စွာဘုရားဟောလိုက်တဲ့တရားတစ်ခွန်းလေးကြားလိုက်ရတာနဲ့ဒီတန်ဝေကဉာဏ်လေးကကိုယ်ရဟန္တာဖြစ်အောင်ကျေးဇူးများလိမ့်ပြုသူလပံဝတ္ထုတာကြည့်ကဲအဲ့ဒါပဲနော်အေးတရက်ကုန်များငါးယုံနံအိုရန်တရက်နီးခဲ့ပြီးတရက်ကုန်များငါးနဲ့သင်ဒါသည်ဘာမှကြောက်စရာလည်းမလိုတော့တာကုသိုလ်အမြဲတမ်းဒီလင်္ကာတွေမင်္ဂလာရှိတဲ့အတန်တွေပဲအဲ့တော့မျက်နာတစ်တိုက်တာနဲ့ဗုဒ္ဓကိုအမှတ်ရခြင်းဗုဒ္ဓကိုရေတော်ကတ်ခြင်းဆိုတဲ့ဗုဒ္ဓနုဒ္ဓတိဘာဝနာဖြစ်နိုင်တယ်တတ္တဝါတွေကျမ်းမှာချမ်းသာပါသည်လို့မေတ္တာပို့တဲ့အတွက်မေတ္တာဘာဝနာဖြစ်နိုင်တယ်ငါတို့ခန္ဓာကိုယ်ကြီးဒီအပုပ်ကောင်ကြီးတို့နေတယ်နေ့စဉ်ဆေးကြောနေရတာငါတို့ခန္ဓာကိုယ်ကြီးဒီယွန်စရာအာကြီးလားလို့ကိုယ်ခန္ဓာကိုယ်မှာနှလုံးသွင်းမိလိုက်တာနဲ့အတုပဘာဝနာဖြစ်နိုင်တယ်ငါတို့တရက်ကုံသွားပြန်ပြီတရက်ကုံတော့သေရတရက်နီးပြီဆိုတော့မရဏနုဒ္ဓတိကိုများများပွားနိုင်ရင်လည်းမိမိတို့ဘဝသေရမယ့်ရက်ကိုသိဟွာဖြစ်တွေးသိလို့ဖြစ်တဲ့အတွက်အကုသိုလ်မလုပ်ဖြစ်တော့ကုသိုလ်တွေလုပ်ဖြစ်ကဲဒီကနေ့မှတ်မိလား